Hello အားလုံးမင်္ဂလာပါရှင် Free Yoga Studio ရဲ့ channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မဒီနေ့မျှဝေခြင်းနဲ့အကြောင်းအရာလေးတစ်ခုရှိရဲ။အဲ့ဒီအကြောင်းအရာလေးကနည်းနည်းလေးပြောရမယ်ဆိုရင်အရန်ကိုအရေးကြီးတယ်ပေါ့နော်။ကျွန်တော်တို့ယောဂအာဆနာတွေလေ့ကျင့်တဲ့အခါမှာယောဂအာဆနာအမျိုးအစားလေ့ကျင့်တဲ့ပုံစံအမျိုးအစားတွေအများကြီးရှိရဲ။နောက်နေ့ဗီဒီယိုလေးကြာနေပဲကျွန်မယောဂအာဆနာလေ့ကျင့်တဲ့အမျိုးအစားဘယ်နှခုရှိတယ်ဆိုတာ sharing လုပ်ပေးမယ်။အဲ့တော့အများစုကျွန်တော်တို့တွေဒီ studio တွေမှာလေ့ကျင့်ရတဲ့အခါမှာဆိုလို့ရှိရင် hatha yoga နဲ့ vinyasa flow ပေါ့နော်။ Ashtanga yoga Ashtanga vinyasa ပေါ့အစရှိသဖြင့်အဲ့သုံးခုတော့အကျင့်များကြတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့အထူးသဖြင့်ဟတ်ထကျင့်တဲ့အခါမှာဆိုလို့ရှိရင်အကွက်တစ်ကွက်ချင်းကိုကျမတို့လေ့ကျင့်ရတာပေါ့နော်အကွက်တစ်ကွက်ချင်းကိုလေ့ကျင့်ရတာဗညာစာ flow ဆိုလို့ရှိရင်တော့ကျမတို့ flow နဲ့ sequence နဲ့ချိတ်ဆက်ပြီးတော့လေ့ကျင့်ရတာပေါ့နော်အဲ့တော့ဟတ်ထကျင့်တဲ့အခါမှာကျမတို့ဒီအကွက်တစ်ကွက်ကိုဘယ်ပို့ရှာမှာမစိုးဝင်တဲ့ပုံစံထွက်တဲ့ပုံစံရှိရပေါ့နော်အခြေခံအကွက်တွေမှာတော့အရန်ကြီးမသိတာပေမဲ့နည်းနည်းလေးခက်ခဲတဲ့အကွက်တွေကြာလို့ရှိရင်ဝင်တဲ့ state အာဆနာတစ်ခုစတဲ့ချိန်မှာဝင်တဲ့ state ပြီးရင် hold ထားတဲ့အဲ့အာဆနာကို hold ထားတဲ့ state နဲ့အဲ့အာဆနာကိုပြန်ထွက်တဲ့ exit လုပ်တဲ့ state ဆိုပြီးတော့၃ဆင့်ရှိရပါတော့ entry ရယ် holding ရယ်ပြီးတဲ့အခါမှာ exit ရယ်အဲ့တော့အဲ့၃ခုကိုကျမတို့ဒီ body awareness နဲ့ muscle engagement ဖြစ်အောင်ကျင့်မှသာလျှင်ကျမတို့ဒီထိရောက်တဲ့ဒီ yoga အာဆနာရဲ့အဓိပ္ပာယ်ဖြစ်တဲ့ stira sukhan ဆိုတဲ့အဆင့်ကိုရောက်မှာအဲ့တော့ကျမဒီနေ့နမူနာလေးတစ်ခုကိုကျမအမှားများတာထက်ပြောရမယ်ဆို body awareness မရှိပဲလေ့ကျင့်တာအများဆုံးအာဆနာတစ်ခုဖြစ်တဲ့အရန်လဲ common ဖြစ်တဲ့အာဆနာတစ်ခုဖြစ်တဲ့ V pose ပေါ့နော်ကျမတို့ Dharunasana လို့ခေါ်တဲ့ Uva Dharunasana upward V ပေါ့နော် upward back bend လေ့ကျင့်တဲ့ပုံစံလေးကိုကျမတို့ပြပေးမယ်နော်အဲ့တော့ကျမတို့လိုက်ကျင့်ကြည့်အောင်အဲ့တော့ V pose ကလေ့ကျင့်တဲ့ပုံစံအသေးစိတ်ကိုတော့ကျမမပြောတော့ဘူးအဲ့တော့ဝင်တဲ့အခါမှာ muscle engagement ရအောင်ဘယ်လိုဝင်မလဲဆိုတာလေးကျမပြောပြပေးမယ်အဲ့တော့ကျမတို့ဒီခြောက်လေးလက်ကလေးကခြောက်ကိုထိထားတယ်ပြီးရင်နောက်တစ်ဆင့်မှာကျမတို့တင်မအောင်ညှစ်ပြီးတော့အပေါ်မှာတင်လိုက်တယ်အဲ့ဒီမှာ muscle engagement ဖြစ်တဲ့ပေါင်နေမှာကြွက်သားကောင်းကောင်းညှစ်အားရှိသွားပြီပြီးရင်လက်နောက်တစ်ဆင့်ဖြစ်တဲ့လက်ရဲ့အားကိုသုံးမယ်လက်ရဲ့အားပခုံးလေးနဲ့အနည်းဆုံးမှာလက်ကိုချတယ်နောက်တစ်ဆင့်မှာကျမခြေဖနှောင့်လေးကြွားလိုက်တယ်ပြီးရင်နောက်တစ်ဆင့်ကျရင်ကျမခေါင်းလေးနဲ့ဖြာနဲ့ထိတယ်ပြီးရင်နောက်တစ်ဆင့်လဲကြာတော့ကျမလက်ရဲ့အားကိုသုံးပြီးတော့မှကျမတွန်းတင်လိုက်တယ်ပြီးမှရင်ဘတ်ကလေးနိုင်တဲ့လောက်ထပ်ဖွင့်ပြီးတော့ခြေဖနှောင့်လေးကိုချတယ်အဲ့ဒီအခါမှာကျမတို့ကြွက်သားရဲ့ engagement ကြီးကောင်းကောင်းလေးမိနေပြန်ထွက်တဲ့အချိန်မှာဝင်ခဲ့တဲ့အတိုင်းလေးပြန်ထွက်မယ်အသားလေးခေါင်းလေးကိုပြန်ချမယ်ပြီးနောက်တစ်ဆင့်ပခုံးလေးနဲ့ကြောကလေးကိုချပြီးမှလက်လွတ်တဲ့တင်ပါလေးပြန်ထိုင်ချတယ်အဲ့တော့မှကျမတို့ဒီဝင်နဲ့ထွက်တဲ့ပုံစံဒီယောဂဒီ pose ကိုဝင်ခဲ့တဲ့အတိုင်းကျမတို့ပြန်ထွက်တဲ့တစ်ဆင့်ချင်းအဲ့တော့မှကျမတို့ဒီကြွက်သားရဲ့ engagement ကိုကောင်းကောင်းထိထိမိမိဖြစ်နေပြီ body awareness လည်းရှိနေတယ် breath awareness လည်းရှိနေတဲ့အချိန်မှာတော်ရုံတန်ရုံကျမတို့ injury ဆိုတာမဖြစ်နိုင်ဘူးနောက်တစ်ခုဒီအဲ့လို awareness ရှိနေတဲ့ကြောင့်မလို့တေးကြတဲ့ကျမတို့ဒီ mindfulness practice ကိုတပြိုင်နက်တည်းမှာလေ့ကျင့်ပြီးတာဖြစ်သွားပြီပေါ့နော်အဲ့တော့အာဆနာတစ်ခုကိုလေ့ကျင့်တဲ့အချိန်မှာကျမတို့ဒီ body awareness breath awareness ကိုထားခိုင်းခြင်းဒီ mindfulness practice ကိုလည်းလေ့ကျင့်ပြီးသားဖြစ်သလိုတစ်ဖက်က physical practice အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်လည်းပဲထိခိုက်ဒဏ်ရာရရှိမှုအနည်းဆုံးဖြစ်မှာဖြစ်တယ်အဲ့တော့ကျမနဲ့ group class မှာလာကျင့်တဲ့သူတွေ private class ကျင့်တဲ့သူတွေဘယ်သူမှမဆိုဒီလိုမျိုးထိထိရောက်လေးသင်ကြားပေးတယ်လို့မျိုးကျမတို့ဒီ group class မှာအကုန်လုံးကိုကျမတို့အသေးစိတ်တစ်ကွက်ချင်းတယောက်ချင်းစီအမှားကိုမပြင်နိုင်နဲ့တောင်မှ generally ဟာပြင်ကျမဒီလိုမျိုးရှင်းပြတယ်အဲ့တော့ကျမ studio လာမကျင့်နိုင်တဲ့သူတွေပဲဖြစ်ဖြစ် online class တွေအချိန်မကိုက်လို့တော့ဖြစ်ဖြစ်ကျမဒီ beginner အခြေခံသမားတွေအတွက်စီစဉ်ပေးထားတဲ့ video program လေးရှိပါတယ်အဲ့ဒါလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်အသေးစိတ်ကိုမေးမြန်းလို့ရပါတယ် video program လေးမှာအခုကျမသင်ကြားပေးထားတဲ့လိုမျိုးအကွက်တစ်ကွက်ချင်းဝင်တဲ့ပုံစံထွက်တဲ့ပုံစံပြီးရခါမှာဆို flow တစ်ခုချင်း sequence တစ်ခုချင်းကိုချိတ်ဆက်သွားတဲ့ဟာတွေကိုအသေးစိတ်ကစရှင်းပြပေးတာဖြစ်တဲ့ကြောင့်မလို့ live မလုပ်တဲ့ဆရာလုံးဝမပူရဘူးပေါ့နော်ကျမနဲ့ one by one private လေ့ကျင့်နေတယ်လို့ကိုလေ့ကျင့်ရမှာဖြစ်ပါတယ်ရှင်အားလုံးပဲနောက်ထပ်မျှဝေမဲ့ video လေးမှာပြန်လည်ဆုံတွေ့ဦးပါမယ်ကျေးဇူးအများကြီးတင်ပါတယ် namaste